ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံးသည်ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်1/2026အားဧပြီလ23ရက်ရက်စွဲဖြင့်ထုတ်ပြန်ပါတယ်။အဒီအမိန့်အပြည့်အစုံမှာအရေးပေါ်အခြေအနေကြေညာခြင်း1လက်နက်ကိုင်အကြမ်းဖက်တောင်းကျမ်းမှုများချုပ်ငြိမ်းစေရန်နှင့်နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးတရားဥပဒေစိုးမိုးရေးတို့ကိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငါအောက်ပါတိုင်းဒေသကြီးနှင့်ပြည်내များရှိဖော်ပြပါမြို့နယ်များကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်ပုံမှန်412ကကြီးအရာအရေးပေါ်အခြေအနေကြေညာလိုက်သည်ကာကြီးကချင်ပြည်နယ်1စွန်ပရာဘွန်မြို့နယ်2ရွှေကူမြို့နယ်3အင်ဂျန်ရံမြို့နယ်4စော့လော်မြို့နယ်5ချီပွေမြို့နယ်ခါခွေကယားပြည်နယ်1ရှားတော်မြို့နယ်2ဖားဆောင်မြို့နယ်3မဲဆဲမြို့နယ်ဂန်းငယ်ကရင်ပြည်နယ်1ကော့ကရိတ်မြို့နယ်2ကြာအင်းစိတ်ကြီးမြို့နယ်ကာကြီးချင်းပြည်နယ်1ကံပတ်လက်မြို့နယ်2ထန်တလန်မြို့နယ်3ပလောဝမြို့နယ်4တွန်းဆန်မြို့နယ်5မင်းတပ်မြို့နယ်6မတူပီမြို့နယ်9ဖလန်းမြို့နယ်5စကိုင်းတိုင်းဒေသကြီး1ကောလင်းမြို့နယ်2ပင်လယ်ဘူးမြို့နယ်3ခင်ဦးမြို့နယ်4ဝက်လက်မြို့နယ်5ကနီမြို့နယ်6တပည့်ရင်မြို့နယ်9ပလဲမြို့နယ်10အင်းတော်မြို့နယ်စလုံးမကွေးတိုင်းဒေသကြီး1ပေါင်မြို့နယ်2မြိုင်မြို့နယ်3စောမြို့နယ်4ထီလင်းမြို့နယ်5ရေစကြိုမြို့နယ်စားလင်မန္တလေးတိုင်းဒေသကြီး1ငဇွန်မြို့နယ်ဇာကွယ်ရခိုင်ပြည်နယ်1ရန်ပြဲမြို့နယ်2ပေါတော်မြို့နယ်3ပုံနာကျွန်းမြို့နယ်4ရတိတောင်မြို့နယ်5ဂွားမြို့နယ်6မောင်တော်မြို့နယ်9ဘူးသီးတောင်မြို့နယ်10ကြောက်တော်မြို့နယ်9မင်းပြားမြို့နယ်10မြေပုံမြို့နယ်17မြောက်ဦးမြို့နယ်12တန်တွဲမြို့နယ်13အမ်းမြို့နယ်14တောင်ကုန်းမြို့နယ်စားမြင်စွယ်ရှမ်းပြည်နယ်1နတ်မတူမြို့နယ်2မဘိန်းမြို့နယ်3ကုတ်ခိုင်မြို့နယ်4နန့်ခမ်းမြို့နယ်5သိန်းနီမြို့နယ်6ကွမ်းလုံမြို့နယ်9နန့်ဆန်မြို့နယ်10မန်တုံမြို့နယ်9ဟိုပန်မြို့နယ်10လောက်ကင်မြို့နယ်17ကုန်းချမ်းမြို့နယ်12မိုးမိတ်မြို့နယ်13ကြောက်မဲမြို့နယ်14တီဘောမြို့နယ်15မိုင်းလာမြို့နယ်2ဤအမိန့်သည်ယနေ့မှစ၍ရက်ပေါင်း90အထိအတည်ဖြစ်သည်ပုံမင်းအောင်လှိုင်နိုင်ငံတော်သမ္မတပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူ၍ဖော်ပြပါရှိပါတယ်ရှင်